အားလုံးမင်္ဂလာပါဗျာကိုတိုင်ပဲဖြစ်ပါတယ်ဗျကဲဒီနေ့ကတော့မိတ်ဆွေများကတော့ကျွန်တော်ပြောကလည်းကုကျင်တယ်လောကီအစီအရင်လည်းအသုံးပြုခြင်းနဲ့ဗျာနေစလိလာမှမသိဘူးဆိုလို့ရှိရင်ဒီမှာကျွန်တော်ခုပြောမဲ့စာအုပ်လေး၃အုပ်ကိုမိတ်ဆွေများဆောင်းထားလိုက်ပါမိတ်ဆွေများပြောကလည်းနိုင်မယ်အဲ့တော့လောကီအစီအရင်တွေကိုလည်းလောက်တက်သွားမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်လေးဒီအလေးကတော့အားလုံးသိပြီးသားဖြစ်နေဘာမဲ့ဘာတပေါ့ဘာမဲ့ဘာတမော့ရဲ့လက်တွေ့အစီအရင်ကျမ်းဖြစ်ပါတယ်ဒါပထမတွဲပြီးရင်ကျွန်တော်လေးဒုတိယတွဲပြီးရင်တတိယတွဲဆိုပြီးတော့စာအုပ်3ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီစာအုပ်3ကိုဆောင်ထားမယ်ဆိုလို့ရှိရင်အဲ့တော့တောင်းပြောကအဆွဲတွေတောင်းအပမီတာတွေမကောင်းဆိုးတွေအားလုံးနင်ထုတ်နိုင်တဲ့အပြင်ကို login စီရင်နဲ့ပြုလုပ်တတ်သွားမယ်ငွေဝင်စီရင်လေးစပေါ့နော်များစွာသောအစီရင်တွေထဲမှာဒီမှာပါတယ်အစွမ်းထက်ဆုံးလူသိအ ਨੇ ဆုံးဖြစ်တဲ့လူတွေသိမသိသေးတဲ့အစွမ်းထက်တဲ့logic ဂါထာအစီရင်တွေအဲ့တော့ကျွန်တော်တွေဘီယာဂါထာတွေအချစ်ဂါထာတွေပြီးလို့ရှိရင်ဓမ္မဂါထာတွေပြီးလို့ရှိရင်ကျွန်တော်တို့တွေငွေဝင်ဂါထာတွေအများပြားကိုပါတာဖြစ်ပါတယ်ဒီသုံးသလုံးမှာသူခန္ဓာနဲ့သူပါတယ်ပထမကျွန်တော်တစ်ခေါက်ဆက်ဖတ်ခြင်းတော့အဲ့တော့အကုန်လုံးမျက်စိတွေနားတွေလဲနေနောက်ပိုင်း၃ခေါက်လောက်ဖတ်ကြကြမှာတော်တော်လေးကိုအဆင်ပြေပြီးတော့သဘောကျမိတယ်ကဲမိတ်ဆွေများကလည်းအဲ့တော့ကျွန်တော်ခိုင်းတော့နေလဲမဝင်ခြင်းဘူးအဲ့တော့ပြောကလည်းကုချင်နေဆိုရင်ဒီစာအုပ်၃သာစောင့်ထားလိုက်ပါဗျာเนาะ easy ဖြစ်တော့ပါလိမ့်မယ်ဗျဒါလေးကိုမြှောက်ပေးတာပါအားလုံးကျေးဇူးတင်ပါတယ်ဗျဒါတော့အပိုင်း1ပေါ့เนาะကျွန်တော်ပထမအပိုင်း1တော့ကဝေတာကျန်ကိုစာအုပ်ကိုညွှန်ပေးခဲ့ပါတယ်ဒုတိယပိုင်းလည်းဆက်ညွှန်ပေးပါဦးမယ်ဗျအားလုံးပဲ line subscribe နေပြီးအားပေးကြပါဦး